2025မှာ GPS နဲ့ဖြတ်တန်းခဲ့တဲ့အတွက်ကြောင့်မလို့လှိုင်းရဲ့ productivity 10 ဆလောက်တက်လာခဲ့တယ်အဲ့တော့ GPS ဆိုတာတော့ American direction ပေါ့နော်လှိုင်းလောက်ခဲ့တဲ့အရာတွေကိုလှိုင်းအတူကောက် GPS ဆိုပြီးနာမည်ပေးထားတာတလုံးချင်းစီမှာအဓိပ္ပာယ်တွေရှိရဲအဲ့ဒါကိုတော့လှိုင်းပြောပြပေးမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုဘာလို့မျှဝေပေးရလဲဆိုရင်တော့အဓိက2025ကို recap လုပ်တဲ့သဘောပြီးတော့ဒီဗီဒီယိုကြည့်ခြင်းအားဖြင့် GPS နဲ့ line direction တွေသွားခဲ့တယ်အဲ့ဒီ GPS ထဲမှာတစ်ခုခုလောက်ကဒီ2026မှာကိုကသွားကျင်တဲ့ goal တွေရှိတယ်ဆိုလို့ရှိရင်ဒီထဲကတစ်ခုခုကိုပြန်လည်သုံးချမယ်ဆိုရင်တော့အကျိုးရှိနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ line ဒီဗီဒီယိုလေးကိုမျှဝေပေးတာပေါ့နော်ဆိုတော့လှိုင်တို့ဒီ2026မှာဖြစ်ချင်တဲ့ target တွေအခုချိန်မှာထားမယ်ဒါပေမဲ့2026ရောက်တဲ့အချိန်မှာဆိုရင်လှိုင်တို့ဘာတွေလုပ်ရမလဲဆိုတဲ့ဟာကိုလှိုင်2025မှာလုပ်ခဲ့တဲ့အရာတွေကိုပြန်လည်သုံးသပ်ပြီးပြုပြင်ပြီးတော့မှပုံမကောင်းမွန်တဲ့2026ကိုသွားကျင်တာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်လှိုင်တို့ဒီ GPS တွေကိုစရအောင်ပေါ့နော်အဲ့တော့ GPS ဆိုတဲ့အတိုင်းပဲပထမဆုံးကြည်ရကြတော့ gym ပေါ့နော် gym ဆိုတဲ့အတိုင်းပဲလှိုင်လေ့ကျင့်ခန်းလုပ်တယ်ဒီတစ်နှစ်လုံးပုံမှန်လေးသွားဖြစ်တယ်ဒီခါမှလှိုင်ဘာကိုတိလာရလဲဆိုရင်ဒီ gym ပေါ့နော်လေ့ကျင့်ခန်းသွားကစားတာက physical ရော mental ပိုင်းရောအရင်ကောင်းတယ်လှိုင်း10လောက်မှာတည်းကတော့စပြီးလေ့ကျင့်ခန်းကိုဘာသာကိုအိမ်မှာပေါ့နော် home workout တွေပါတယ်လုပ်တယ်ဒါပေမဲ့ထိထိရောက်ရောက်ပုံမှန်လေ့ကျင့်ခန်းကိုလုပ်နေရမျိုးမရှိဘူးပေါ့နော်အဲ့လိုမျိုးလုပ်လာနေနေမှာဒီပြီးခဲ့တဲ့2024ကစတာပေါ့2024လှိုင်းဒီစက်တင်ဘာလောက်မှာစပြီးတော့ဆော့ဖြစ်တယ်ဩဂတ်စက်တင်ဘာလောက်မှာစဆော့ဖြစ်တယ်ရည်ရွယ်ချက်ကတော့တငယ်ချင်းမင်္ဂလာဆောင်အတွက်ပေါ့နော်